10 နှစ်လောက်ပေါင်းလာတဲ့တငယ်ချင်းအရင်ကြီးကနေပြီးတော့လုံးကျန်တက်ဖြတ်တဲ့အတွက်ကြောင့်မို့လို့ကွယ်လွန်သွားတဲ့အမဖြစ်ပါတယ်မြန်မာနိုင်ငံသားဖြစ်ပါတယ်အယုဒ္ဓယဘက်မှာနေတယ်လို့သိရပါတယ်အမအိမ်ပြန်မလာဘူးပေါ့နော်ပျောက်နေတဲ့အတွက်ကြောင့်မို့လို့မိသားစုဝင်တွေကလိုက်ရှာတဲ့အခါမှာဆိုင်ကယ်ပဲတွေ့ရှိရတယ်လူကိုမတွေ့ရဘူးအဲ့လိုမျိုးနဲ့ပေါ့နော်ရဲတိုင်ပါတိုင်နဲ့ထပ်ပြီးတော့ရှာဖွေတဲ့အခါကျမှအလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်ဒါနဲ့ဘောနော်ဒီရံမိုးတိုက်ခိုက်ထားတယ်ပေါ့လေဘင်းနေလက်တွေမှာလည်းထိခိုက်ဒဏ်ရာတွေတွေ့ရှိခဲ့ရတယ်လို့သိပါတယ်အဲ့ဒီမှာဟိုပါပေါ့နော်ရဲတွေကလိုက်ပြီးစုံစမ်းတဲ့အခါမှာအမျိုးသားတယောက်ကိုဖမ်းဆီးရမိခဲ့တယ်သူကလည်းသူတတ်တယ်လို့ဝန်ခံတယ်ဒါပေမဲ့သူတယောက်တည်းလုပ်ခဲ့ရပါလို့သူကဝန်ခံတဲ့အခါမှာရဲတွေကဒီကိစ္စကတယောက်တည်းလုပ်ခဲ့တာလုံးဝမဖြစ်နိုင်ဘူးဆိုပြီးတော့အမှုမှန်ကိုမပေါ်မချင်းစစ်တာပေါ့နော်အဲ့စစ်လိုက်တဲ့အခါကျတော့မှတကယ်စေခိုင်းတဲ့အမျိုးသမီးကကြတော့ဒီအမားနဲ့ဒီ10 နှစ်လောက်ပေါ့နော်အတူတူရင်းနှီးခဲ့တဲ့အမျိုးသမီးတယောက်ပေါ့နော်သူကနေပြီးတော့စေခိုင်းခဲ့တာပါအကျွေးဘန်း9000လောက်ဒီဆုံးသွားတဲ့အမားပေါ်မှာတင်နေလို့သိရပါတယ်သူကတော့ဒီလိုဖြောင်းချက်ပေးတာပေါ့နော်အတွင်းတွေကတော့သူတို့ဒီလူအခြေချင်းပဲပို့ပြီးသိရမယ်လို့ထင်ပါတယ်ဒါပေမဲ့ဘယ်လိုတွေပဲရှိရှိပါလူတယောက်ရဲ့အသက်ကိုရန်ရှာတဲ့အထီကတော့ဒါအရန်ကိုပေါ့နော်ဒီမှာဆိုလည်းအလုပ်တွေအရင်လုပ်နေတဲ့သူတယောက်လေနော်သူမှလည်းမိသားစုတွေရှိမှာပဲဒီအသက်ရန်ရှာတဲ့အထီကတော့မလုပ်သင့်ဘူးလို့ထင်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီနိုင်ငံခြားရောက်နေတဲ့သူတွေပေါ့နော်ထိုင်းမှမဟုတ်ဘူးဘယ်နိုင်ငံပဲဖြစ်ဖြစ်မိဝေဖဝေမိသားစုနဲ့ဝေးတဲ့နေရာရောက်နေတဲ့သူတွေကပို့ပြီးတော့ဒီလိုမျိုးစိတ်တွေဝင်ကြတယ်ဘာဖြစ်လို့လဲဆိုရင်ကိုမျိုးကိုရောကမဟုတ်ဘူးကွာအချင်းချင်းမြင်နေတွေ့နေရတဲ့အနေအထားမဟုတ်ဘူးကွာမိသားစုဝင်တွေကအဲ့ဒီခါမှာအဓိကတော့ဒီမားတွေကိုပြောတာမဟုတ်ဘူးเนาะဒီငွေရေးကြီးတခြားလူတွေအနေနဲ့ပေါ့နော်ငွေရေးကြီးအရှုပ်ရှင်လူမှုရေးအရှုပ်ရှင်တွေကမရှိတာအကောင်းဆုံးပဲပေါ့နော်အမှုတွေကြည့်လိုက်လို့ရှိရင်အဲ့လိုမျိုးတွေနဲ့ပဲဖြစ်ကြတာများတယ်ပေါ့အဲ့တော့စကားတွေလည်းရှိပါတယ်เนาะလူရင်ကထိုးတဲ့ဒါပိုနှက်တယ်တို့ပြီးတော့ခါကြတော့နောက်ကျော်ကထိုးတဲ့ဒါပိုလွယ်တယ်လေဟုတ်တယ်မလားရှေ့ကထိုးတာထက်အဲ့တော့တကယ်ရမ်းမှုလာတဲ့အခါမှာကိုယ့်ရဲ့အနီးနားကိုယုံကြည်ရတဲ့သူတွေပေါ့နော်ဒီလိုမျိုးတွေကလည်းဖြစ်နေတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့လုံခြုံရေးပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာလူတွေကကြတော့ရှင်းပဲတွေးကြတဲ့သူတွေကတွေးတယ်လေဒါပေမဲ့တစ်ဖက်သူရဲ့စိတ်မှာတစ်ဖက်သားရဲ့စိတ်မှာကြတော့ဘာရှိနေလဲဆိုတာကိုကမသိရဘူးပေါ့နော်ဒီလိုမျိုးတွေကတကယ်ကြောက်ဖို့ကောင်းတယ်ပေါ့နော်အဲဒါကြောင့်မလို့နေတာအောင်နေကြဖို့လိုပါတယ်ကဲနေကြပါလို့ဒီမှာတော့လည်းတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်မိသားစုနဲ့ထပ်တူဝမ်းနေရပါတယ်ရှင်